အားလုံးပဲမင်္ဂလာပါဒီနေ့ကိုတို့ story ပေးတဲ့ model line ပေါ့နော်ပိုင်း7ကိုဆက်ပြီးသွားရအောင်ဒီမှာကကိုတို့အမိုးပိုင်းလေးတွေပဲဆက်သွားမယ်နော်ဒီတင်းမောက်လေးတွေပေါ်မှာသူအမိုးလေးတွေပါသေးတယ်အဲ့ဒီပိုင်းလေးဆက်ပြီးတော့ဆွဲကြည့်အောင် okay ဒါဆိုကိုတို့အဲ့ဒီအမိုးလေးကကျတော့ဒီ plane level ကနေသူအမြင့်တစ်ခုမှရှိမယ်ပေါ့နော်အဲ့တော့ဒီ plane level ကနေဘယ်လောက်မှရှိမလဲရမလားဒါတော့ကိုတို့ဒီမှာ elevation view တစ်ခုကနေကြည့်ကြည့်အောင် elevation view တစ်ခုကနေကြည့်မယ်ဆိုရင် plane level ကနေကိုတို့ကဒီမှာ dimension လေးတစ်ချက်တိုင်းကြည့်လိုက်မယ်နော်ဒီထိပ်ကနေဒီထိပ်ဒီဆိုရင်3000လောက်ရှိမယ်ဟုတ်ပြီနော်3000လောက်ရှိမယ်အဲ့တော့ကိုတို့ဒီမှာဘယ်လောက်ထားမလဲပေါ့နော်3000လောက်ထားမလားဒါတော့ချိန်ပြီးတော့ပဲထားလိုက်တော့ဟုတ်ပြီနော် okay ဒါဆိုကိုတို့ဒီမှာ plane level ကိုသွားမယ်ပေါ့နော် floor plan နဲ့ကနေ plane level ပြင်ကိုဒီမှာအမိုးယူလိုက်တယ် architecture tab ထဲက roof ထဲက roof by footprint ကိုသွားတယ်အဲ့ထဲမှာကိုတို့ create လုပ်ထားတဲ့ဒီ100 mm2 အမိုးလေးကိုသုံးမယ်ပေါ့နော် okay ပြင်ကိုတို့ဒီမှာ rectangle လေးဆွဲလိုက်တယ် rectangle လေးကိုကိုတို့ဒီမှာဒီကနေပြီးတော့ဆင်ပြေသလိုလေးဆွဲလိုက်ရတယ်နော်ပြီးမှကိုတို့ဘာလုပ်မလဲဆိုရင်အဲ့ဒါလေးကို adjust ပြန်လုပ်မယ်ဒီလိုပဲဆွဲလိုက်မယ်နော် okay ပြင်ကိုတို့ဒီမှာလောလောဆယ်ကိုတို့ဒီကောင်းနဲ့အညီထားနိုင်မယ်အဲ့တော့ဘယ်လိုလုပ်မလဲဆိုရင် align 2လေးနဲ့ဒီမှာ click ချဒီမှာ click ချဒါဆိုရင်ကိုတို့ကအညီဖြစ်သွားပြီပြီးရင်ဒီမှာဒီဘက်က LAN လေးကိုကျတော့ကိုတို့က900လောက်ထားနိုင်မယ်အဲ့တော့ဒီ line ကို select ပေးပြီးကိုတို့ဒီမှာတန်ဖိုးလေးပြင်နိုင်မယ်900ပေါ့နော် okay ဒါတော့ကိုတို့ဒီတိုင်းလေးရပြီအဲ့တော့ကိုတို့ကဘယ်လိုသွားမလဲဆိုရင်ဒီကောင်လေးတွေကစောင်းမပါတော့ဟုတ်နော်အဲ့ဒီကောင်လေးတွေကို selection ပေးပြီးတော့ define slope ကိုဖြုတ်လိုက် define slope ကိုဖြုတ်ပြီးရင်ကိုတို့ဒီမှာဒီကောင်လေးကိုကျတော့ selection ပေးပြီးသူ့ရဲ့ angle တန်ဖိုးကို30ထားနိုင်မယ်နော် okay ဒီတိုင်းလေးရပြီပြီးရင်ကိုတို့ဒီဘက်ကိုသူကတစ်ဘက်ကို300လောက်ကိုတို့ရွှေ့လိုက်မယ်အဲ့တော့ဒီကောင် selection ပေး move to လေးနဲ့ဒီ point ကနေကင်တယ်ဒီဘက်ကို300ပေါ့နော်300ရွှေ့လိုက်တယ်ဒီဘက် channel တူတူပဲဒီ line လေးကို select ပေး move to လေးနဲ့ဒီ point ကနေဒီဘက်ကို300ပေါ့နော်ဟုတ်တယ် okay ဒါတော့ကိုတို့ဒီတိုင်းလေးရမယ်ပြီးရင်ကိုတို့ဒီမှာဒီကောင် select ပေးပြီးတဲ့အချိန်မှာသူ့ရဲ့ select ပေးတရားတော့မလို့เนาะသူ့ရဲ့ဒီမှာ base offset value သွားလို့ရှိတယ်အဲ့ဒီကောင်လေးလောလောဆယ်ကိုတို့3000လောက်ထားကြည့်တယ်အဲ့တော့သူပြောချင်တဲ့ date ကဒီ plane level ကနေအမိုးကဘယ်နှပေကွာမှာရှိမလဲဆိုတော့ပြောတာဟုတ်နော် base offset from ဆိုတော့ base ဆိုတာကဒါကဟို plane level ကိုသူကယူဆလိုက်တယ်ပေါ့နော် okay ဒါတော့ပြီးရင်ကိုတို့ဒီမှာ3000လောက်လောက်တည်းယူလိုက်တယ်ပြီးရင် finish ပြီးရင်ကိုတို့ဒီမှာ 3D view သွားကြည့်ကြည့်အောင်ဒါဆိုရင်ကိုတို့အမိုးလေးကဒီတိုင်းလေးရဟုတ်နော်အဲ့တော့ဒီမှာကိုတို့များတယ်ထင်တယ်နော်3000ကျရင်နည်းများသွားသူ3000ဘယ်ကိုယူလိုက်တာလဲဆိုရင်ဒီကောင်လေးနဲ့ယူလိုက်တာဟုတ်နော်အဲ့တော့ဒီကောင်လေးနဲ့ယူလိုက်တာဆို elevation view ကိုကိုတို့ပြန်သွားကြည့်မယ် sorry အဲ့တော့ဒီ elevation view ကဘယ်ချမ်းဖြစ်မလဲ left ပဲချမ်းမယ်နော်အဲ့တော့သူကဒီနေရာကို3000ယူလိုက်တာအဲ့တော့ကိုတို့ကဘယ်လောက်ပြန်ချမလဲဆိုရင် dimension လေးကိုတို့တစ်ချက်တိုင်းကြည့်လိုက်မယ် modify လေးကဒီမှာသူက 3D view ရောက်နေတဲ့အချိန်မှာဒီ dimension ကတိုင်းလို့မရဘူးဒါကဟို elevation view ဆိုရင် 3D elevation view ပေါ့နော်မနက်က 2D elevation view ကဒီကနေသွားရမယ်နော်sorry ဒီကောင်ပါနော် okay ဒါတော့ကိုတို့ဒီမှာဒီနဲ့ဒီနဲ့ကဘယ်လောက်ရှိမလဲတော့တစ်ချက်တန်းကြည့်တယ် wire frame လေးကိုတို့ချနိုင်မယ်နော်ဒီကနေ wire frame လေးချကြည့်လိုက် wire frame လေးချပြီးရင်ကိုတို့ဒီမှာဒီကနေပြီးတော့ဒီကို dimension လေးတိုင်းကြည့်လိုက်အဲ့တော့ဒီမှာဘယ်လောက်ရမလဲ289ရမယ်ဟုတ်ပြီနော်289ရမယ်အဲ့တော့ကိုတို့ဒီမှာဟိုပါပဲထားပါတော့290ပဲထားပါတော့ဟုတ်နော်3000နဲ့ကနေကိုတို့က290နှုတ်ရလောက်ကြံလဲဆိုရင်2910ဟုတ်နော်2910ကျန်အဲ့တော့2910ဆိုတော့ကိုတို့ကဘာလောက်ထားကြည့်လိုက်မယ်2950လောက်ထားကြည့်လိုက်မယ်ရမယ်နော် base offset တန်ဖိုးအဲ့ဒီကောင် selection ပေးမှာ base offset value ကို2950လောက်ထားကြည့်လိုက်မယ် okay ဒါဆိုကိုတို့ဒီမှာ 3D view ကိုပြန်သွားကြည့်ဒီတိုင်းလေးရမယ် okay ဒါဆိုကိုတို့ဒီမှာမိုးက
ဒီလိုလေးရမယ်နော်ထောင်နဲ့ပြန်ချခြင်းနေရဆိုရင်လည်းချလို့ရတယ်2900လောက်ကိုထားကြည့်လိုက်မယ်2900ဒါဆိုရင်ဒီမှာနည်းနည်းလေးဝင်သွားရနော်သူပြောသလိုပဲအတိအကျထားကြည့်လိုက်မယ်2910ဆိုတော့ကိုတို့ဒီမှာဒါတော့အတိအကျပါနော်အဲ့မှာကိုတို့ဒီအပေါ်မှာဖောင်းလိုင်းလေးထည့်ခြင်းနေရဆိုရင်ဖောင်းလိုင်းအတွက်ကိုကိုတို့ဘယ်နှလောက်မှထားမလဲ40ထားမလား50ထားမလားနော်အဲ့မှာသူက2900နဲ့2980လောက်ထားကြည့်လိုက်မယ်နော်โอเคဒီလောက်ဆိုရင်မစိုးဘူးပေါ့နော်ဒါဆိုကိုတို့ကဒီမှာအမိုးလေးရသွားပြီဟုတ်နော်ဒီအတွက်အမိုးလေးတစ်ခုရသွားပြီနောက်တစ်ခုကိုတို့ဒီဘက်ချမ်းနဲ့အတူတူပဲအဲ့တော့ဒီမှာထားခဲ့တဲ့ value ကိုမှတ်ခဲ့နော်ဒီရဲ့ base offset value ဘယ်လောက်ရှိလဲ2980ရှိတယ်ဒီဘက်အပေါက်မှာလည်းအတူတူပဲဟုတ်နော်2980ပြန်ပါပေါ့အဲ့တော့ plan level ကိုပြန်သွားမယ်plan level ပြန်သွားပြီကိုတို့ဒီမှာပြန်ဆွဲနေရတယ်တောင်းမရင်လည်း copy ကူးလို့လည်းရတယ်ဟုတ်နော်အဲ့တော့ copy ကူးချင်တယ်ဆိုကိုတို့ဒီမှာဒီနောက်အခုကိုတို့ဆွဲလိုက်တဲ့ root ကမပေါ်ဘူးနော်မပေါ်ဘူးဆိုရင်ကိုတို့ဘယ်ကိုသွားမလဲဆိုတော့အမိုးလေးကိုကိုတို့မမြင်ရဘူးပေါ့နော်โอเคဒါတော့ကိုတို့ဒီမှာဒီနားအမိုးလေးကိုကိုတို့မမြင်ရဘူးဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုရင် view range ကနေကိုတို့ချိန်လို့ရတယ်အဲ့တော့ဒီ property box ထဲမှာကိုတို့ပါရှိတယ်ဆိုရင် view range ဆိုတာလေးရှိအဲ့ဒီ view range တန်ဖိုးလေးကိုကိုတို့နည်းနည်းလေးကစားလိုက်မယ်ဟုတ်နော်အဲ့တော့ဒီကောင်ကိုကိုတို့3000လောက်ထားကြည့်လိုက်မယ်ဒီကောင်ကျတော့ကိုတို့အမိုးရဲ့တန်ဖိုးနဲ့အတူတူလောက်ထားကြည့်လိုက်မယ်နော်2980လောက်ထားကြည့်လိုက်မယ်ဒီကောင်ကျတော့2500လောက်ထားကြည့်လိုက်ဒီ view range အကြောင်းကိုကျတော့ကိုယ့်ကိုဟိုရှာပြီးတော့ပဲလေ့လာလိုက်နော်ဒီမှာအခုအကြမ်းမြင်ပဲပြောရလိုက်မယ်ပြီး apply okay ပေါ့ဒါဒီမှာမမြင်ရသေးဘူးနော်စောတကားနဲ့ဆိုင်တော့နည်းနည်းတော့မြင်ရတယ်ဒါဒီမှာအကုန်လုံးမြင်နေတယ်ဆိုရင်ကိုတို့ဒီမှာ view range ကိုပြန်သွားအဲ့ဒီမှာကိုတို့ကဒီ value တွေအကုန်လုံးကိုဒီကောင်လည်းကိုတို့2980ပဲထားကြည့်လိုက်မယ်နော်ပြီးရင် apply မြင်ရသေးဘူးနော်ဒီမှာကိုတို့ဒီကောင်လည်း3000ထားကြည့်လိုက်3000ဒီကောင်လည်းပဲ3000 apply အဲဒါကိုတို့ဒီမှာမိုးလေးမြင်ရတယ်နော်โอเคဒါတော့ကိုတို့ဒီမှာဒီကောင်လေးကို copy ကူးရလို့ရတယ်ဒီအမိုးလေးကို select ပေးအဲ့မှာနောက်တစ်ခုရှိတာကကိုတို့ဒီမှာမရှိသေးလဲဆိုရင်ဒီမှာ range base level ဆိုတာရှိရနော် range base level range top level ဆိုတာရှိအဲ့တော့ range base level မှာ plan level နော် top level မှာကကိုတို့ဘယ် level ကိုကြည့်ချင်တာတော့ကိုကြည့်ချင်တဲ့ level ကိုတို့ဒီမှာထားလို့ရတယ်ဒီမှာ range base level ကလည်းကိုကတစ်ခါတည်းကြရင်နန်းဖြစ်နေတယ်ဆိုရင်ဒါလည်းမမြင်ရဘူးဟုတ်နော်အဲ့တော့ range base level တစ်ခုခုရွေးလိုက်တယ်ထားတော့ကိုတို့ရောက်နေတာက plan level မလို့တဲ့ plan level ပေါ့နော် plan level ကနေ top level ကဘယ် level ထိသွားကြည့်ချင်တာတော့ဆိုတာရှိဟုတ်နော်အဲ့တော့ဒီမှာကိုတို့ root level ထိကြည့်ချင်တယ်ဆိုရင် root level ကိုရွေးလိုက်ဒါဆိုရင်ကိုတို့ဒီမှာနည်းနည်းဒီလိုလေးတွေပေါ်လာလိမ့်မယ်ဟုတ်နော်ဒီလိုလေးပေါ်လာလိမ့်မယ်โอเคဒါတော့ကိုတို့ဒီကောင်လေးကို copy ကူးလို့ရပြီဒီကောင်ကို select ပေးပြီးရင် copy ပေါ့ပြီးဒီသတင်းပေါက်ရဲ့ window ရဲ့ဒီ midpoint နဲ့ကန်သွားတယ်နော်ဒီ midpoint နဲ့ကန်နေရတယ်ပြီးရင်ဒီဘက်ချမ်းပါနော်ဒီသတင်းပေါက်ရဲ့ဘက် midpoint မှာလာထားတယ်โอเคဒါဆိုကိုတို့ဒီမှာနှစ်ပေါက်ရအောင်ဟုတ်နော်ပြီးရင်ကိုတို့ဒီကောင်လေးကို selection ပေးပြီးရင်မလုပ်မလဲဆိုတော့ဒါလေးကို copy ပွားမယ်ပေါ့နော် copy ပွားပြီးတော့ဒီတနေရာမှာခဏချလိုက်စပြီးအဲ့ဒီကောင်လေးကို rotate လုပ်နော်ကောင် selection ပေး rotate 2လေးနဲ့သွားမယ် first point second point ဘယ်လောက်လဲ90ပေါ့နော်အဲ့ဒါဒီမှာ copy ကို on ခဲ့တာဖြစ်တဲ့ကျွန်တော်ကောင် copy ကြံနေခဲ့ရနော် okay ဒီကောင် selection ပေး mouse tool လေးနဲ့ဒီ midpoint ကနေဒီ midpoint ကိုခဏထားလိုက်တယ်ဟုတ်ပြီနော် okay ဒီတိုင်းရပြီနော်ပြီးရင် group ကဒီကောင် selection ပေးပြင်ဘက်ကိုခဏထုတ်လိုက်မယ်နော်ပြင်ဘက်ကိုခဏထုတ်လိုက်ဒီတိုင်းလေးရမယ်နော်ဒီတိုင်းလေးရရင် group 3 view သွားကြည့်3 view သွားကြည့်3 view ကြည့်လိုက်တဲ့အချိန်မှာ group ကဘယ်ပေါက်လေးလဲဆိုရင်ဒီပေါက်လေးဟုတ်ပြီနော်ဒီကောင်လေးဟုတ်နော်အဲ့တော့ဒီမှာ wall နဲ့ဒီဟာနဲ့ကဟိုတူမကြသေး wall တွင်းထဲကိုသူဝင်သွားတယ်ဟုတ်နော်အဲ့တော့ပြင်ဘက်ကိုကိုတော့ကြာကျင်တယ်ဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ align လုပ်လို့ရမယ်ထင်တယ်ဟုတ်နော် align လုပ်ကြည့်အောင်အဲ့တော့ဒီမှာကိုတို့က wireframe လေးကိုချလိုက်ညမနော်တရားနဲ့ wireframe လေးချဘယ်လိုလုပ်မလဲဆိုရင်ဒီမှာ align tool လေးကိုယူတယ်ပြီးဒီ wall ပေါ်မှာဒီ surface လေးပေါ်မှာပေါ့နော်
ဒီ surface လေးပေါ်မှာဒီမှာကိုတက် key လေးခွန်လိုက်မယ်နော်ဒီဝေါ်လေးပေါ်မှာကလစ်ချတယ်ပြီးရင်ကိုတို့ဒီမှာဒီအမိုးရဲ့ဒီ surface လေးပေါ့နော်ဒီအတွင်းထဲ surface လေးမှာတက် key လေးခုံပြီးကလစ်ချတယ်ဒါဆိုရင်ဒီ wall နဲ့အညီဖြစ်သွားပြီဟုတ်နော် realistic ပြန်ထုတ်ကြည့် okay ဒါဆိုကိုတို့ဒီမှာညီတော့ဖြစ်သွားပြီဒါပေမဲ့ဘယ်လိုဖြစ်နေလဲဆိုရင်ပြတင်းပေါက် level သွားကြနော် level သွားကြနေရဆိုကိုတို့ဒီမှာ plain level ကိုပြန်သွား plain level ကိုပြန်သွားပြင်ကိုတို့ဘာလုပ်မလဲဆိုတော့ဒီကောင်လေးနဲ့အညီပြန်ထားမယ်ပေါ့နော်အဲ့တော့ဒီမှာ align tool လေးပြန်ယူတယ်ဒီမှာ click ချတယ်ဒီမှာ click ချတယ် okay ဒါဆိုအညီဖြစ်သွားပြီဒီကောင်လေးကို selection ပေး mouse tool လေးနဲ့ဒီဘက်ကိုဘယ်လောက်ရွှေ့မလဲဆိုရင်ကိုတို့900ရွှေ့လိုက်မယ်ဒါ okay ဒါဆိုရင်ပြီးရင်ကိုတို့ကဒီမှာဘယ်လိုလုပ်မလဲဆိုတော့ sorry 900မဟုတ်ဘူးသူကဟိုပါပေါ့နော်300ဖြစ်မှာဒီမှာကိုတို့ဘယ်လောက်ရွှေ့ခဲ့တာလဲဆိုရင်ဒီမှာကကောင်ကနေဒီဘက်ကို300ဟုတ်တယ်နော်ဒီမှာလည်း300ဖြစ်မှာပေါ့ okay ဒါဆိုရင်ပြီးရင်ကိုတို့ဒီမှာက line tool လေးကိုထပ်ယူတယ်ဒီမှာ click ချတယ်ဒီမှာ click ချတယ် sorry အဲ့မှာကိုတို့ကသူ့ရဲ့ဒီ root တဲကိုဝင်ပြီးတော့မှလုံးမရ root တဲကိုဝင်လိုက်တယ်ပြီးရင်ကိုတို့ဒီမှာ align tool လေးကိုယူတယ်ဒီမှာ click ချတယ်ဒီမှာ click ချတယ် okay ပြီးတော့မှကိုတို့ကဒီကောင်လေးကို select ပေး mouse tool လေးနဲ့ဒီဘက်ကိုဘယ်လောက်လဲ300ပေါ့နော်နောက်တစ်ခုဒီကောင်လေးကို selection ပေးဒီဘက်ချမ်းကို mouse tool လေးနဲ့300ဟုတ်နော်ဒီလိုမျိုးသွားတယ်ပြီးတော့မှ finish ရပါနော်ဒီတိုင်းလေးသွားမယ် okay ပြီးရင်ကိုတို့ဒီမှာဒီကောင်ကို selection ပေး copy ကူးသွားတယ်ဒီပြတင်းပေါက်ရဲ့ midpoint ပေါ့နော်ဒီ layer midpoint နဲ့ကင်သွားတယ်ပြီးရင်ဒီ layer midpoint မှာပြချတယ် okay ကင်လေးရပြီနော်အဲ့မှာကိုတို့ကဒီပြတင်းပေါက်နှစ်ခုကြတော့ဒီအမိုးလေးကတစ်ခုတည်းပဲပေါင်းပြီးဆွဲလိုက်တော့မယ်ဟုတ်နော်အဲ့တော့ဘယ်လိုသွားမလဲဆိုရင်ဒီကောင်လေးကို selection ပေး sorry သူ့ရဲ့ဒီအမိုးလေးကိုဝင်လိုက်တယ်ပြီးရင်ကိုတို့ကဒီမှာ align tool လေးကိုယူတယ်ပေါ့နော်ဒီမှာ click ချဒီမှာ click ချပြီးရင်ကိုတို့ဒီမှာဒီ line လေးကို select ပေး mouse tool လေးနဲ့ကိုတို့ကရွှေ့လိုက်တယ်ဘယ်လောက်ရွှေ့လဲဆိုရင်300ပေါ့နော် enter okay ဒါတော့ကိုတို့ဒီတိုင်းလေးရတယ်ဒါဆိုသူကပြတင်းပေါက်နှစ်ခုကိုပေါင်းပြီးတော့တစ်ခုပဲလုပ်လိုက်တယ်နော် okay ပြန်နောက်တစ်ခုကိုတို့ဒီမှာဒီဘက်ပေါ့နော်ဒီဘက်ချမ်းမှာဆိုရင်ကိုတို့ဒီကောင် selection ပေး copy ကူးလိုက်တယ်ဒီပြတင်းပေါက်လေးရဲ့ midpoint နဲ့ကင်သွားတယ်ဒီကောင်လေးရဲ့ဒီ midpoint မှာ click လာချ okay ဒါဆိုကိုတို့ဒီမှာ900 sorry 300ကိုက်လာမသိဘူးနော်ဒီချက်ကြည့်လိုက်အောင်ဒီ point ကနေဒီ point ဒီမှာ183ပဲရှိရယ်ဒီကနေဒီ t က300ပေါ့နော် sorry အဲ့တော့ဒီကောင်ကကျတော့သူကဒါ fun light ဖြစ်သွားတယ်နော်ဒါ fun light ဆိုတော့ကိုတို့အဲ့ဒီကောင်ကိုဒီအမိုးမထဲတော့နော်ဒီအမိုးမထဲတော့ဆိုတော့ဒီကောင်လေးတစ်ခုလည်းပဲလို့အဲ့တော့ဒီအမိုးလေးကိုဝင်တယ်ပြီးရင်ကိုတို့ဘာလုပ်မလဲဆိုရင် line tool လေးယူတယ်ဒီမှာ click ချတယ်ဒီမှာ click ချတယ်ပြီးတော့မှကိုတို့ဒီ line လေးကို select ပေး mouse tool လေးနဲ့300ရွှေ့လိုက်တယ်ရမယ်နော် okay ပြီးရင်ကိုတို့ finish ရမယ်နော်အဲ့တော့ဒီကောင်လည်းအမိုးဒီ root လေးကမလို့ဟုတ်နော်နောက်တစ်ခုဒီမှာ3ရွက်လှက်ပေါ့နော်3ရွက်လှက်ဆိုတော့ကိုတို့ဒီကောင်လေးကို selection ပေးဒီကောင်လေးကို selection ပေးပြီးတော့ကိုတို့ miter လုပ်လို့ရတယ် miter 2လေးတောင်းလိုက်မယ်ပေါ့နော်ဒီကောင် selection ပေးဒီမှာ miter ရှိရနော် miter ကနှစ်မျိုးရှိတယ် draw axis ရှိမယ်နောက်တစ်ခုက fit line ရှိမယ် fit axis ရှိမယ်ပေါ့နော် draw axis ကကြတော့ draw axis ကကြတော့ကိုယ့်အကို midpoint ကိုယ့်ကိုဆွဲရတာဒီကောင် fit axis ကကြတော့ point တစ်ခုပေါ်မှာ click ချလိုက်အောင်နော် okay ဒီမှာတော့ကိုတို့အဆင်ပြေရနဲ့ပဲဆွဲလိုက်ရတယ်ဒီမှာကိုတို့ draw axis နဲ့ဆွဲလိုက်မယ် draw axis ကိုယူတယ် axis ကိုကိုယ်အဆင်ပြေတဲ့နေရာကိုဆွဲလိုက်ရမယ်နော်ပြီးတော့မှကိုတို့ဒီကောင်လေးကို select ပေး select ပေးပြီးကိုတို့ဒီမှာ mouse tool လေးနဲ့ဘက်ကိုရွှေ့သွားလိုက်ရမယ်နော်အဆင်ပြေတဲ့နေရာကိုရွှေ့သွားပြီးတော့မှဒါလေးကိုကိုတို့ align ပြန်လုပ် 3D view ကိုပြန်သွားတယ် align လုပ်အဲ့တော့ဘယ်နာကိုရောက်သွားလဲဆိုတော့ဒီမှာပေါ့နော်ဒါလေးကို align လုပ် line လုပ်မယ်ဆိုတော့ဒီမှာ modify နဲ့မှာကို align ရှိရနော် modify နဲ့မှာ align 2လေးရှိရဒီ BC surface လေးပေါ့နော်ဒီ surface လေးကိုရင် click ချပြီးတော့မှ
ဒီစာပေလေးကို click ချဒါကောက် okay ဒါတော့ကိုကသူ့ရဲ့ဒီမောက်ရဲ့အလဲကြမကြသူ့ရဲ့အမိုးလေးကိုပြန်ဝင်ပြီးရင်ကိုတို့ဒီမှာ selection page ကြည့်လိုက် selection page ပြီးရင်ဒီမှာ temporary dimension လေးရှိတယ်အဲ့ temporary dimension ကနေဒီ point လေးကိုဆွဲသွားလိုက်မနော် selection ပေးလိုက်တယ် selection ပေးလိုက်တယ်ဒီ temporary dimension point လေးကိုဆွဲသွားတယ်ဘယ်ကိုဆွဲသွားလဲတဲ့ဒီနားလေးကိုဆွဲသွားတယ်ပြင်ဒီကောင်ဘယ်လောက်ဖြစ်မှာလဲ300ပါနော် okay နောက်တစ်ခုဒီကောင်ကို selection ထပ်ပေးတယ်ပြီးရဒီမှာ temporary dimension လေးပေါ်လာတယ်နော်အဲ့ temporary dimension ကိုဒီ point ကနေပြီးတော့ဒီနားကိုဆွဲကတ်လိုက်တယ်ပြီးဒီတန်ဖိုးကိုပြင်တယ်300ပါနော် okay ဒါဆိုရင်ကိုတို့ကရသွားပြီပြင် finish ပေါ့ဒါဆိုဒီပေါက်ရသွားပြီနောက်တစ်ခုဒီနားမှာကတရွက်လက်လေးပါနော်တရွက်လက်လေးဆိုပြဿနာမရှိဘူးကိုတို့ဒီကောင်ကနေပြီးတော့သူ့ရဲ့ဒီအစွန် point လေးပေါ့နော်ဒီအစွန် point လေးနေကင်သွားတယ်ပြီးရင်ဒီအစွန် point လေးမှာ click ချ okay ဒါဆိုရင်သူ့ကိုလည်းပဲကိုတို့ကနှစ်ပေါက်ပေါင်းပြီးတော့ပဲဆွဲလိုက်တော့မယ်ရမှာနော်တော့ဒီမိုးလေးကိုဝင်တယ်ပြီးရင်ကိုတို့ဒီမှာ line 2လေးနဲ့ဒီမှာ click ချဒီမှာ click ချ okay ပြီးရင်ကိုတို့ဒီကောင် selection ပေး move tool လေးနဲ့300ရွှေ့နေရတယ်ဆိုတော့ကလို့ temporary dimension ကနေတွိုင်းနေရ okay ဒါတို့ကိုတို့ဒီတိုင်းလေးရမယ်နော်ပြီးရင် finish ဒါတို့ကိုတို့ဘယ်ကောင်လေးကြံမလဲဆိုရင်ဒီပေါက်လေးကြံဟုတ်ပြီနော်ဒီပေါက်လေးအတွက်ကိုကိုတို့ကမလုပ်လို့ရလဲဆိုတော့ minor ခောက်လို့ရမယ်minor ခောက်လို့ရတယ်နော်ဒါဒီကောင်လေးကို selection ပေး minor ခောက်လိုက်မယ်နော် draw ရင်းနဲ့အဆင်ပြေသလိုလေးခောက်လိုက်ပြန်ကိုတို့ဒီကောင်လေးကို skew ကောင်လေးကို move tool လေးနဲ့ကိုတို့ရွှေ့မယ်နော်ဒီဘက်ကိုအဆင်ပြေတဲ့နေရာကိုရွှေ့လိုက်ဆိုတော့ကလိုပဲကိုတို့ align ပြန်လုပ် review ပြန်သွားအဲ့မှာကိုတို့ဘယ်နားရောက်သွားလဲဆိုဒီမှာနော်ပြန်မှာ wall ကိုကိုတို့ align လုပ်မယ်ဒီ wall selection ပေးဒီမှာ wall select ပေးတဲ့နေရာမှာကိုကမတေချာသေးဘူးထင်တက် key လေးခောက်ချင်တက် key လေးကိုနှိပ်ပြီးတော့ကိုတို့ selection ကိုရွှေ့ကောက်လို့ရတယ်ဟောရင် select ပေးတယ်ပြီးတော့မှဒီစာပေလေးကို click ချဒီမှာနော်ဒီစာပေနဲ့လွဲရတယ်နော်အဲ့မှာ highlight ပေါ်လာတဲ့ဟာလေးကိုကြည့် okay ဒါတော့ကိုတို့ရအောင်ပြီးရင်အလဲကြမကြပြန်ပြီးတော့ plan level ကနေပြန်ဆက်ဒီမှာအလဲမကြသေးဘူးဟုတ်ပြီနော်အဲ့တော့ဒီ root ထဲကိုဝင်တယ် root ထဲဝင်ပြီးကိုတို့ဒီမှာ line လေးအရင်လုပ်မယ်ဒါမှမဟုတ်ရင်လည်း memory dimension နဲ့တွားခြင်းလည်းရတယ် line လုပ်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 တယ်ဟုတ်နော်ပြီးတော့မှကိုတို့ဒီ line လေးကို select ပေး move tool လေးနဲ့ပြင်ဘက်ကိုဘယ်လောက်လဲ300ပါနော်ဟုတ်တယ်နောက်တစ်ခုကိုတို့ကဒီဘက်ချမ်းဒီကောင်လည်းအတူတူပဲပြင်ဘက်ကို300ပါနော် okay ဒါတော့ကိုတို့ဒီတိုင်းလေးရပြီပြီးတော့မှ finish ဒါတော့ကိုတို့ဒီမှာ 3D view တော့ကြည့်မိုးလေးတွေကဒီတိုင်းလေးတွေရတယ်ဟုတ်ပြီနော် okay ဒါဆိုကိုတို့ဒီမှာ wall လေးတွေရဲ့ material ကိုကိုတို့ကဘယ်လိုပြောင်းမလဲပေါ့နော်နောက်တစ်ခုကဒီနောက်ခံ background က AutoCAD လိုမျိုးပဲနောက်ခံ background ကိုမဲအောင်နဲ့ထားပြီးဆွဲကြတယ်အဲ့ဒါလေးကိုကိုတစ်ချက်ရှင်းပြနောက်ခံ background ကမဲအောင်နဲ့ကိုတို့ထားပြီးဆွဲကြတယ်ပေါ့နော် AutoCAD လိုပဲ AutoCAD မှာပဲကိုကစင်သားပါနေလို့နောက်ခံ background အဖြူမဟုတ်ဘူးကျွန်တော်တို့မဲပဲထားကြတယ်ဆိုရင်ဘယ်လိုထားမလဲဆိုတော့ဒီမှာကိုတို့က file ထဲမှာတော့ option ဆိုတာလေးရှိတယ်ဒီမှာ option နောက်တစ်ခုကကိုတို့ဒီမှာဘယ်နားမှာရှိသေးလဲဆိုတော့မရှိတော့ဘူးเนาะ file ထဲမှာ option ဟုတ်เนาะ file ထဲမှာ option ရှိတယ်အဲ့ဒီ option ထဲမှာမှသူကဘာရှိသေးလဲဆိုတော့ဒီမှာ user interface ရှိတယ် graphic ဆိုတာရှိတယ် user interface ထဲမှာတော့ကိုတို့ဘာလုပ်လို့ရလဲဆိုတော့ဒါတော့သူကဒီဟာလေးတွေ on ထားတဲ့အတွက်ကြောင့် architecture tab နဲ့ဆိုင်တဲ့ tools လေးတွေ tab လေးတွေလာပေါ်တာဒါလေးကို off ထားတယ်ဆိုရင်အဲ့ဒီarchitecture နဲ့သက်ဆိုင်တဲ့ tools လေးတွေကပေါ်မှာမဟုတ်ဘူးနော်ဒါအဲ့လိုမျိုးပြင်တာနောက်တစ်ခုကကိုတို့ဒီမှာဒါကတော့ save ဘယ်နှမိနစ်တစ်ခါ save မလဲဆိုတာမျိုး save လုပ်တာ general ကကြတော့ graphic မှာကြတော့ကိုတို့ဒီမှာဘာရွေးလို့ရလဲဆိုတော့ဒီ background color တွေ change လို့ရတယ် selection color တွေ change လို့ရတယ် pre selection color တွေ change လို့ရတယ်ဒါ color နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါနော်ဒီမှာလာပြီး change လို့ရတယ်
okay ဒါတော့ကိုတို့ဒီမှာ background မှာလောလောဆယ် white ဖြစ်နေတဲ့အတွက်ကြောင့်နောက်ခံ background က QE ဖြစ်နေတာဒါမှမဟုတ်ကိုကအမဲထားခြင်းတဲ့ဆိုရင်ဒီမှာဒီကိုဝင်လိုက်ပြင်ကိုကြိုက်တဲ့ color ကိုဒီမှာလာပြီးထားလို့ရတယ်နော်ဒါကိုလုံးဝအမဲဆိုရင်ဒါ RGB demo က0ပေါ့နော် okay ပြင် apply ဒါဆိုရင်နောက်ခံ background ကလုံးဝအမဲပေါ့နော်ဒါဆိုရင် AutoCAD ပုံစံမျိုးဖြစ်သွားတော့မှမဟုတ်ကိုက ဖြူအောင်ပြောင်းနေတယ်ဆိုရင်လည်းရတယ် file ထဲကနေ option တွေကိုပြန်သွားအဲ့ဒီမှာ graphic တွေကိုသွားအဲ့ဒီမှာကိုကြိုက်တဲ့ color လေးပြန်ထားလို့ရတယ်အမဲကြီးလည်းမဟုတ်ဖြူလည်းမဟုတ်ဘူးဒါမျိုးခက်အောင်လေးပဲထားနေတယ်ဆိုရင်လည်းရတယ် okay ပေါ့ဒါဆိုရင်ဒီလိုမျိုးလေးရမယ်နော် okay ဒါဆိုရင်ကိုတို့ကဒီ background ပြောင်းတာကိုနားလည်မှတင်တယ်နော်နောက်တစ်ခုဒီ wall လေးရဲ့ material change နေတယ် wall selection ပေးလိုက် wall selection ပေးပြီးနေမှာ edit type ရှိတယ် edit type ထဲမှာကိုတို့ကပါရှိတဲ့ edit ရှိ edit ထဲမှာကိုတို့လောက်ခဲ့တဲ့ဒီ layer လေးရှိနော်အဲ့ layer လေးထဲမှာကိုတို့ဒါကပြင်ပဆုံး finish layer နော် plaster လေး layer လို့ပြောမှာပါနော်အဲ့ plaster လေး layer မှာသူ့ရဲ့ဒီ material မှာကိုတို့ဒီနားလေးမှာ set လေး38အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင်သူသုံးထားတဲ့ material ကိုလာပြီးတော့ပေါ်လိုက်မယ်အဲ့တော့ကိုက material တစ်ခု create လုပ်ချင်တယ်ဆိုရင်ဘယ်လိုသွားမလဲဆိုတော့ဒီနားမှာအဝိုင်းလေးရှိရယ်နော်ဒီအဝိုင်း create and duplicate material ဆိုတာလေးရှိရယ်အဲ့ဒီမှာသွားပြီးတော့ဒီမှာ arrow လေးကိုတစ်ချက် click နဲ့ပြီးရင် create new material ဆိုပြီးတော့ material တစ်ခုလုပ် material တစ်ခုလုပ်ပြီးရင်ဒီမှာဒီ material ကို name လေးချိန်ပေါ့နော် right click rename ပြန်ချိန်ပြီးအဲ့ဒီမှာ name ချိန်ပြီးဒီမှာလာပြီးတော့ color ကိုကြိုက်တဲ့ color ထားလို့ရတယ်နော်ကိုကြိုက်တဲ့ color ဒီမှာလာထားလို့ရတယ်အဲ့ဒီကနေကိုတို့ကဘာလုပ်လို့ရသေးလဲဆိုတော့ဒီတခြားကတ်ချင်တာပေါ့ဥပမာ sketch တို့ပါလို့ဆိုရင်တခြားကတ်ရတယ်ပေါ့နော် sketch တို့မှုတဲ့သူဆိုရင်သိတယ်အဲ့မှာတခြားလေးတွေကတ်ချင်တယ်ဝုဖြစ်ဥပမာတိုင်းလေးမဲ့ဖြစ်ပေါ့နော်အဲ့လိုမျိုးတခြားလေးတွေကတ်ချင်တယ်ဆိုရင်ဘယ်ကိုသွားလဲဆိုတော့ကိုတို့ဒီမှာ image ဆိုတဲ့ဟာရဲ့အောက်မှာတော့ပါရှိလဲဆိုရင် no image flat up ဆိုတာလေးရှိအဲ့ဒီနေရာလေးကိုတစ်ချက် click နှိပ်လိုက်အဲ့နေရာလေးကိုတစ်ချက် click နှိပ်လိုက်လို့ရှိရင်ကိုတို့ဒီမှာကိုသုံးမဲ့တခြားဒီမှာလာရွေးလို့ရတယ်ဟုတ်နော်ဥပမာကိုတို့ဒီမှာ concrete တစ်ခုသုံးနေတယ်ဆိုရင်ဒီမှာ concrete တစ်ခုဒီမှာလာရွေးလို့ရမနော်ပြီးတော့မှ open ပေါ့ဒါဆိုရင်တခြားပိုင်းဒီထဲကိုဝင်သွားပြီအဲ့ဒါ color မဟုတ်တော့တခြားဖြစ်သွားပြီပေါ့နော်ပြီးတော့မှ apply okay ပေါ့ရမယ်နော်ပြီးရင် okay ဒါဆိုရင်အဲ့ဒီ material ကဘာဖြစ်သွားလဲဆိုရင်ဒီမှာ concrete တခြားဝင်သွားတာရမယ်နော်ဒီလိုမျိုးလဲကိုတို့ကသုံးလို့ရတယ် color ပဲသုံးနေတယ်ဆိုရင်လည်းရတယ်ဒါတော့ကိုယ်အဆင်ပြေတဲ့ဟာကိုသုံးပါနော်ဒါ material တွေနဲ့ပတ်သက်ပြီးတော့ရှင်းပြokay ဒါဆိုရင်ကိုတို့ဒီအမိုးလေးတွေပေါ်မှာဒီ rule တုံးကလိုပဲကိုတို့ဗာလေးလုပ်မလဲဆိုရင်ဒီအုတ်ကျွတ်လေးပေါ့နော်အုတ်ကျွတ်လေးမိုးမယ်အုတ်ကျွတ်လေးမိုးမယ်ဆိုတော့ဒီ rule တုံးကလိုပဲဘယ်လိုသွားမလဲဆိုရင် architecture tab ထဲကနေ group ထဲက sorry ဒီ component တွေက model in place ထဲကိုသွားအဲ့ဒီမှာကိုတို့ mask ဆိုတာရှိတယ် mask ထဲကိုသွား okay ပြီးရင် okay နောက်တစ်ခုက set was plane နဲ့ဒီပေါ်မှာ click ချတယ်ပြီးရင်ကိုတို့က pit line လေးနဲ့ဒီပေါ်မှာ pit line ကိုယူပြင်ဒီမှာနော် draw on was plane ဆိုတာကိုယူတယ်ပြီးတော့မှဒီ line လေးတွေပေါ့ဒီ surface လေးပေါ်မှာ click ချဒီပေါ်မှာ click ချဒီပေါ်မှာ click ချဒီပေါ်မှာ click ချနော်ပြီးတော့မှကိုတို့ဒီမှာ frame extend to corner နဲ့ဒါလေးတွေကိုလိုက်ပြီးတော့ခဏမယ်ပေါ့နော် okay အဲ့ဒါကိုတို့ပြန်လေးရပြီပြီးရင်ကိုတို့ဒီမှာဒီ surface လေးပေါ်လာတဲ့အချိန်မှာ click ချတယ်ပြီးရင် create form ဆိုရှင် create form မှာ solid form ကိုယူဒါဆို tool လေးတက်လာတဲ့အချိန်မှာဒီကနေ minus 30ကိုယူလိုက်တယ်ပြီးရင်တနေရာမှာ click ချလိုက်ပြီးရင် device surface ကိုသွားတယ်ပြီးဒီမှာက pattern မှာ group time pattern ကိုယူတယ်ပြီးရင်ကိုတို့ဒီမှာ component flip ဆိုတာ on တယ်ပြီးဒီမှာ value လေးတွေချိန်မယ်ပေါ့နော် fix number နေရာမှာ maximum spacing ကိုချိန်ဒီမှာလည်း maximum spacing ကိုချိန်ပြီးရင်ကိုတို့ဒီမှာကဒီမှာက250 sorry ဒီမှာ400ပေါ့နော်ပေါ်မှာက250 sorry ဒီလိုမဟုတ်ဒီမှာက400ဒီမှာ250ပေါ့နော်ဒီမှာ250ဒီမှာ400
okay ဒီတိုင်းလေးဖြစ်မှာပေါ့နော်အဲ့ဒါမှကိုတို့ကဘာပြန်လုပ်မလဲဆိုရင် rotate ပြန်လှည့်မယ် rotate ဘယ်လောက်လှည့်မလဲဆိုရင်90ပေါ့နော် okay ဒီတိုင်းလေးရမယ်ပေါ့နော်ဒီမှာပြောင်းပြန်ဖြစ်သွားတယ်မဖြစ်ပါဘူးနော် okay ဒါတော့ကိုတို့ finish ပေါ့ဒါဆိုရင်ဒီမိုးလေးရပါနောက်တစ်ခုဒီဘက်မိုးလည်းအတူတူပဲ architecture တွေကနေ component နေရာ model in place ကိုသွားတယ် mask ကိုရွေးတယ်ပေါ့ okay ပြီးရင် okay တက်ရွေးတယ်ပြီးရင် set swap plane နဲ့သွားတယ်ဒီပေါ်မှာ click ချတယ်ပြီးရင် pit line ကိုယူတယ်ဒီပေါ်မှာ click ချတယ်ပြီးရင်ဒီ surface လေးတွေပေါ်မှာခုချင်းနေလိုက်ပြီး click ချတယ်ပြီးတော့မှကိုဒီမှာဒါလေးတွေကိုလိုက်ပြီးတော့ twin extend to corner နဲ့လိုက်ပြီးတော့ twin လိုက်တယ် okay ပြီးရင် surface လေးပေါ်လာတဲ့အချိန်မှာ click ချတယ် base form ဆွဲနေမှာ solid form ကိုယူတယ်ပြီးရင်ကိုဒီမှာ minus 30ထားလိုက်တယ်ပြီးရင်ဒီနေရာမှာ click ချတယ် device surface ကိုသွားတယ်ပြီးရင်ကိုဒီမှာက root time pattern ကိုယူတယ်ပြီးရင်ဒီမှာကဘာထပ်ယူရမလဲဆိုရင် maximum spacing ကိုယူတယ်ပြီးရင်ဒီမှာက400ထားတယ်ဒီမှာ400ထားတယ်ဒီမှာက maximum spacing ကိုယူတယ်ဒီမှာ250ထားတယ်ဗောနော်ပြီးရင် component place ကို on တယ်ပြီးရင်ဒီမှာက angle တန်ဖိုးက90ထားကြည့်လိုက်ဒါမယ်နော်ပြီးတော့မှကိုဒီမှာ finish ပေါ့ဒါမယ်နော် okay ဒါတော့ကိုနှစ်ခုရပါပြီနောက်ထပ်ဒီဘက်ချင်းနော် architecture တွေက component တွေက model in place တွေဒါအတူတူပဲနော်ဒါအကုန်လုံးကိုဆွဲပြနေလို့ master ကိုသွားတယ် okay ပြီးရင် okay ပြီးရင် set swap plane နဲ့ဒီပေါ်မှာ click ချတယ်ပြီးရင် pit line လေးနဲ့ဒီပေါ်မှာလိုက်ပြီးတစ်ခုချင်းဒီပေါ်မှာ click ချတယ်ပြီးရင် twin extend to corner နဲ့ဒါလေးတွေလိုက်ထွင်မယ်ဒီကောင်နဲ့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 ပြီးရင် surface ကို click ချတယ် create form ဆွဲနေမှာ solid form ကိုယူတယ်ပြီးရင်ဒီမှာက minus 30ကိုထားတယ်ဒီနေရာမှာ click ချတယ်ပြီးရင်ဒီမှာ device surface ကိုသွားတယ်ဒီမှာက root time pattern ကိုရွေးတယ်ပြီးရင်ဒီမှာက maximum spacing ကိုထားတယ်ဒီမှာက400ထားတယ်ဒီမှာလည်း maximum spacing ကိုထားတယ်ဒီမှာက250ထားတယ်ဗောနော်ပြီးရင် component place ကို on တယ်ဒီမှာ okay သွားပြီဗောနော် finish ပေါ့ okay ဒါဆိုတော့ဒီတိုင်းလေးပဲမိုးသွားရုံပဲကျန်တဲ့ဟာတွေကိုမိုးမပြတော့ဘူးเนาะအဲ့တော့ဒီအမိုးတွေကတော့ဒီဘိုင်းမှာတင်အကိုလိုပြီးသွားပြီပေါ့နော်ဒီဘက်ချမ်းကျန်တဲ့အမိုးလေးတွေကိုကောက်ကိုဆက်ပြီးတော့မိုးကြည့်ပြီးတော့เนาะ okay ဒါဆိုရင်ကိုတို့ဒီနေ့အပိုင်း set ကတော့ဒီအမိုးအသေးလေးတွေမိုးတာကိုရှင်းပြလိုက်တယ်ပေါ့နော်ဒီချိန်နားလည်တယ်မှထင်တယ်အဲ့တော့နောက်ပိုင်းတွေမှာကိုတို့ဗာလေးကြံအောင်လားဆိုရင်ဒီလှေကားလေးတွေကြံတယ်ပေါ့နော်ဒီရှေ့ကလှေကားလေးတွေကြံမယ်ပြီးရင်ဒီမြင့်မို့ပိတ်လေးတွေမှာဒါကိုမြင့်မို့ပိတ်ခေါ်တာပေါ့နော်အဲ့ဒီမြင့်မို့ပိတ်လေးတွေမှာကိုတို့ဒီအလှလေးတွေပေါ့နော်အလှခုံဖောင်းလိုင်းလေးတွေပါလေးပြန်ပြီးတော့ထည့်ထားလေးပါမယ်အဲ့ဒါလေးတွေကိုနောက်ပိုင်းတွေမှာဆက်ပြီးတော့ဆွဲကြည့်အောင်โอเคဒါဆိုကိုတို့ဒီနေ့ပိုင်း set ကတော့ဒီမှာရေးလိုက်တော့မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်